အားလုံးပဲမင်္ဂလာပါရှင်မိုးအေးနဲ့အပေါင်းစင်းလေးတူတူလောက်ကြမယ်အပေါင်းစင်းကဗာလေးလဲဆိုတော့ Flower No Brand လေးကအခုနောက်ဆုံးထွက်တဲ့ City Wear Collection လေးက Honey Lemon အနံ့လေးနဲ့အပေါင်းစင်းလောက်ကြည့်ပါမယ်ဒီအပေါင်းစင်းလေးလုပ်ဖို့အတွက်ကိုတော့ Flower No Brand ကပကင်လေးတွေကိုစိတ်ဝင်စားလို့ဆိုပြီးတော့အပေါင်းစင်းလေးကူမှ first time လုပ်ဖူးတာပေါ့နော်ဒါရွေးချယ်လိုက်တဲ့အနံ့လေးက Honey Lemon အနံ့လေးဖြစ်ပါတယ်သူနောက်ဆုံး City Wear Collection မှာဆိုသူကအယောင်ယောင်ထွက်တယ်အညိုရောင်လေးနဲ့ပန်းရောင်လေးအညိုရောင်လေးကတော့ caramel ပဲဖြစ်ပြီးတော့ပန်းရောင်လေးကကျတော့ Honey Lemon အနံ့လေးဖြစ်ပါတယ်သူပြောတာတော့ချွတ်ချင်းအနံ့လေးဖြစ်ပါတယ်ဒါကတော့ packaging လေးကိုစိတ်ဝင်စားလို့ဝယ်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့အနံ့လေးကိုစားတက်လိုက်တဲ့အခါမှာဆိုရင်ဖြစ်သူ့ရဲ့နှုတ်လေးကတော့ floral fruity honey အနံ့လေးဖြစ်တဲ့အတွက်ချိုချင်းလေးနဲ့ကွယ်ကိုက်စားခြင်းစရာလေးပေါ့ကွယ် packaging လေးတွေကိုစိတ်ဝင်စားလို့ဝယ်လိုက်တာဖြစ်တဲ့အတွက် Flower No Brand လေးဆိုတာလေသူ့ရဲ့ packaging လေးရာလေအိုးဒီမီအေးလုံးဝဒီပလင်းပုံစံနဲ့ယူခဒါရင်မွေးစုရတဲ့အကြောင်းလေးနှစ်ခုရှိပါတယ်ပထမဆုံးအကြောင်းလေးကတော့အနံလေးတွေကိုအရန်ကြိုက်လို့ဘိုင်နှင်းလေးတွေနဲ့ရင်မွေးစုထားရဲပက်ကေးချင်းလေးတွေလှလို့ရင်မွေးစုထားရဲဒီ Flower No Brand လေးကိုဘာကြောင့်စိတ်ဝင်စားလဲဆိုရင်သူ့ရဲ့ပက်ကေးချင်းလေးကိုစိတ်ဝင်စားလို့ဝယ်လိုက်ရင်းဖြစ်အခုအနံလေးပါကျွေးစင်းသွားပါတယ်ရှင်အဲ့တော့နောက်ဆုံးထိကြည့်ပေးကြတဲ့သူတယောက်ချင်းစီကျေးဇူးအများကြီးတင်ပါတယ်ရှင်